ကဲအားလုံးပဲမင်္ဂလာပါဗျတိုးပေါ်မှာစူးစမ်းပြီးတော့တင်ဆက်ပေးလိုက်ပါတယ်ဗျဒီနေ့ပြပေးချင်တာကတော့ထိုင်းနိုင်ငံထုတ်တပတ်စီလေးပဲဖြစ်ပါတယ်ဗျနော်ထိုင်းနိုင်ငံထုတ်တပတ်စီလေးပဲဖြစ်ပါတယ်ဘယင်းပုံမိဘောဒူဒါတက်ရဲ့ပုံနဲ့ပေါ့နော်အသက်ကြီးပိုင်းရောက်သွားမှာဘယင်းရဲ့ပုံနဲ့ပေါ့ဗျနော်ဒါလေးကတော့အေရာစီလေးပါဗျနော်ဒီအေရာစီလေးကိုကျွန်တော်ပြပေးချင်ပါတယ်ဗျနော်ဟုတ်မဟုတ်လဲဆရာကြီးတွေသုံးသပ်ပေးကြပါဦးဗျနော်ဒါကတော့ဆက်ဖြစ်လေးပါဗျနော်ဒီကတော့မြင်နေရပါတယ်နော်သူ့ရဲ့ error လေးကဒါလေးရတော့ဆက်ဖြစ်လေးပေါ့ဗျာနော်ဟုတ်နော်ထိုင်းနိုင်ငံတို့တပတ်စီလေးဗျာနော်ထိုင်းနိုင်ငံတို့တပတ်စီလေးပဲဖြစ်ပါတယ်သူ့ရဲ့ခုနှစ်လေးကိုကျွန်တော်ပြောပြပေးမယ်ဗျာနော်ပြပေးမယ်သူ့ရဲ့ခုနှစ်က2555ခုနှစ်ပဲဖြစ်ပါတယ်ဗျာနှစ်955ပါနှစ်53လုံးပါဗျာ2555ခုနှစ်ပဲဖြစ်ပါတယ်ဗျာနော်သူ့ရဲ့ခုနှစ်လေးကတော့သူ့ရဲ့ခုနှစ်တည်းက2555ခုနှစ်ပဲဖြစ်ပါဗျာနော်ပျက်စီးလေးရောက်တွေ့တဲ့အတိုင်းဗျာနော်ကဲဒါလေးကတော့နော်ဒီမှာအပေါက်လေးတွေပါတွေ့လားပေါက်လေးဒါလေးတွေကဆက်ဖြစ်လေးပဲနော်လက်ဖြစ်ပါတယ်လူလုတ်ထားတာတော့မဟုတ်ပါဘူးဗျာနော်ကြည့်ရရပါသေချာမြင်ရပါတယ်ဗျာနော်ဒါလေးကိုလိုချင်တဲ့လူတွေကျွန်တော်ပြန်ရောင်းပေးမယ်ဗျာနော်ဒါလေးကတော့ဆက်ဖြစ်လေးပါဗျာနော်လူလုတ်ထားတာမဟုတ်ဘူးနော်ဒီဟာလေးကဆက်လေးတွေဖြစ်နေတာနော်တပတ်စီလေးပေါ့ဗျာဒါလေးอ่ะเนาะတပတ်စီလေးပါဗျာအပြက်စီလေးဘယင်းပုံလေးပေါ့ဗျာလိုချင်တဲ့လူတွေကျွန်တော်ပြန်ရောင်းပေးမယ်ဗျာကျွန်တော်ဖုန်းနံပါတ်ချပေးထားပါတယ်ဗျာဆက်သွယ်လေးပါဗျာเนาะအပြက်စီလေးပေါ့ဗျာဒါလေးကအဆက်ဖြစ်လေးပေါ့အဲ့ဒါလေးပေါ့ဗျာအဲ့ဒါပိုင်းစီလေးပေါ့เนาะမြင်ရရနော်လူလောက်တာလားဆက်ကဖြစ်တာလားဆိုသိတာပါလေဗျနော်ဒီကောင်ကဆက်ဖြစ်နေတယ်နော်လူချင်းနဲ့ဆက်သွယ်လို့ရပါတယ်ဗျာနော်ဖုန်းနံပါတ်လည်းချပေးတာပါ Viber လည်းရှိပါတယ်ဗျာနော်ဒါထိုင်းနိုင်ငံထုတ်နော်ထိုင်းနိုင်ငံထုတ်တပတ်စီလေးပါဗျာနော်ထိုင်းတပတ်စီလေးပါဗျာ2555ခုနှစ်ပါဗျာနော်ဗုဒ္ဓတက္ကရာ2555ခုနှစ်ပဲဖြစ်ပါတယ်ဗျာနော်ဒါလေးကတော့နော်လူချင်းတဲ့လူတွေလည်းကျွန်တော်ပြန်ရောင်းပေးမယ်ဗျာအဲ့ဒါကြွေစီလေးပါဗျာနော်ဈေးတင်းတင်းလေးနဲ့ပြန်ရောင်းပေးပါမယ်ဗျာနော်တပတ်စီလေးပါဗျဟုတ်ကဲ့ပါဗျနော်ဒီဟာလေးကလူချင်းနဲ့ဆက်သွယ်လေးဗျာကျွန်တော်ပြန်ရောင်းပေးမယ်နော်ဒါတော့ထိုင်းနိုင်ငံတို့တပတ်စီလေး2555ခုနှစ်ထုတ်လေးပဲဖြစ်ပါတယ်အဲဒါစီလေးပါဗျာနော်ဆက်ဖြစ်လေးပါနော်ဆက်ဖြစ်လေးပါလူလို့မဟုတ်ပါဘူးဆက်ဖြစ်လေးပါဗျာနော်ဆက်ဖြစ်လေးပါဗျာလူချင်းပြန်ရောင်းပေးမယ်ဗျာဒါလေးနော်လူချင်းပြန်ရောင်းပေးပါမယ်ဗျာအားလုံးလည်းရရဆင်ပြေနိုင်ကြပါစေဗျာနော်ထိုင်းနိုင်ငံတို့တပတ်စီလေးဗျာနော်ဒါလေးက2555ခုနှစ်ပဲဖြစ်ပါတယ်ဗျာနော်2555ဗျာနော်သူမှာ error လေးကတော့တွေ့တဲ့အတိုင်းပဲဗျာနော် error လေးတွေကတော့အများကြီးပါပဲဗျာနော် error စီလေးပါဗျာဒါလေးလူချင်းတဲ့လူတွေဆက်သွယ်နေဗျာဒါလေးကတပတ်စီလေးပေါ့နော်လူချင်းတဲ့လူတွေဆက်သွယ်နေဗျာအားလုံးလည်းကျေးဇူးတင်ပါတယ်ဗျာအားလုံးလည်းရရဆင်ပြေနိုင်ကြပါစေ